ဒါကတော့အဲ့ရပေါ်မှာလဲပြီးတော့ဖုံးသုံးနေတဲ့အချိန်မှာဖြစ်တဲ့ကြောရိုးအစ်စ်တွေပဲဖြစ်ပါတယ်။ကြောရိုးအစ်စ်တွေကတဖြည်းဖြည်းနဲ့ပျက်စီးလာမယ်။မကြာခဏလှဲပြီးတော့ဖုံးသုံးပြုတယ်ဆိုရင်မျက်စိမှုန်လာမယ်ပဲထားအောင်။မျက်လုံးဆွေတာမျိုးတွေပါဖြစ်လာမယ်။ကျွန်တော်တက်တက်ချောက်ပြီးတော့ပြောနေရလို့မထင်လိုက်ပါနဲ့။အရင်ဆုံးကျွန်တော်ဖြည်းဖြည်းချင်းရှင်းပြတာကိုပြီးအောင်နားထောင်လိုက်ပါ။ကျွန်တော်အမခံနေနောက်ကြရင်မင်းတို့တွေလုံးဝဖုံးကိုဒီလိုမျိုးထပ်ပြီးတော့ကြည်ရတော့မှာမဟုတ်ဘူး။ပုံမှန်ခြေနေမှာလူတယောက်ရဲ့ဥကောင်းပိုင်းကခံမှန်းခြေ10ချင်းဝန်းကျင်လောက်ရှိတယ်။အတိတ်ဘက်ကတော့ကြောရိုးအစ်စ်တွေကတစ်လျှောက်လုံး10ချင်းရှိတဲ့အလေးကိုထောက်ထားကြရတာဖြစ်တယ်။ဒါမဲ့လို့ကျွန်တော်တို့တွေအဲ့ရပေါ်မှာလှည့်ပြီးတော့ဘုံကိုငုံကြည့်တဲ့အခါမှာတော့ကြောရိုးကပုံမှန်တက်တောင့်တက်တာပုံစံမျိုးဖြောင့်မတ်နေတော့မှာမဟုတ်ဘူး။အဲဒီစားဖိအားပေါ်တွေခံစားလိုက်ရမယ်။ဇီဝကံမသူတေသနာရလက်တွေရကြည့်မယ်ဆိုရင်ခေါင်းကို15ဒီဂရီငုံလိုက်တာကကြောရိုးရဲ့ဖိအားကို12ကီလိုဝန်းကျင်လောက်တိုးပြီးတော့ခံစားရစေပါတယ်။အဲ့အလေးချိန်ကခေါင်းပိုင်းထက်2ဆကျော်နေပါတယ်။60ဒီဂရီကိုငုံကြည့်လိုက်ရင်ကြောရိုးခံစားရတဲ့ဖိအားက29ကီလိုဝန်းကျင်ထိတောင်ရောက်သွားနိုင်ပါတယ်။ဒါကတင်းလေပင်မော်ကို10နှစ်ရွယ်ကလေးတယောက်ကိုထမ်းထားတာနဲ့ညီမျှစီပါတယ်။အဲဒါကြောင့်အဲ့ຢာထဲမှာလဲပြီးတော့ဖုံးသုံးတဲ့အချို့လူတွေမကြပါဘူး။ခေါင်းကိုက်တာတွေဖြစ်တတ်ကြပါတယ်။အကြောင်းရင်းတွေကတခုကတော့လေပင်နဲ့ဆိုင်တဲ့အာယုံကြောတွေဖိမိတာကြောင့်ဖြစ်နိုင်ပါတယ်။ဒီလိုမျိုးချိန်ကြာကြီးဆက်ဖိတိုင်းတော့မင်းရဲ့ကြောရိုးတွေပျက်စီးလာမလားဆိုတာပြောမနေပါနဲ့တော့။ကြောရိုးကိုဝန်းရံထားတဲ့ကြွက်သားတွေနဲ့အရွတ်တွေကဇက်တိုက်ဆွဲဆန့်ခံရရုံသာမကကြောရိုးကိုလည်းပိုပြီးတော့မြင်မြန်ပျက်စီးစေပါတယ်။ကြောရိုးအစ်စ်လွဲသွားတာမျိုးတောင်ဖြစ်နိုင်စေပါတယ်။အဲဒီချိန်ကျရင်တော့ကြောရိုးနဲ့ပတ်သက်တဲ့ယောဂါတွေတင့်စီကိုရောက်လာနိုင်ပါတယ်။သူတေသနာတချို့မှာဖော်ပြထားတာကနေတိုင်းဖုံးကိုငုံပြီးတော့4နာရီကျော်ကြာအောင်သုံးတဲ့သူတွေကကြောရိုးယောဂါကိုပိုပြီးတော့လွယ်လွယ်ကူကူဖြစ်စေပါတယ်တဲ့။ဗီဒီဆောင်လဲပြီးတော့ဖုံးသုံးတဲ့အန္တရာယ်ကလည်းရှော့တက်လို့မရပါဘူး။ပုံမှန်လဲပြီးတော့ဖုံးကိုကြည့်မယ်ဆိုရင်မှန်အောင်လို့ဘယ်လိုမျိုးလှည့်ပြီးကြည့်ရမှာလဲ။ပထမအချက်ကလူတစ်ယောက်ကဗီဒီဆောင်လှည့်ပြီးတော့ဖုံးကိုကြည့်တဲ့အခါဒီလိုစောင်းနေတဲ့အနေအထားကမျက်လုံးနှလုံးရဲ့မျက်နှာပြင်ညီညာမှုကိုပြည့်ကျွင်းစေပါတယ်။အဲဒါကြောင့်ပဲဖုန်းစကရင်တွေကအကြောင်းအရာတွေကိုပြက်ပြက်တသားမြင်နိုင်ဖို့မျက်လုံးတစ်လုံးနဲ့ကိုပဲသုံးရပါတယ်။အဲလိုတဘာဝမကျတဲ့အမြင်ချိန်ညှိမှုကြောင့်မျက်လုံးကိုပုတ်ပြီးတော့အားစိုက်လှုပ်ရှားရပါတယ်။ဒါမဲ့လည်းတခြားမျက်လုံးတစ်လုံးကတော့အတော်လေးတက်တောင့်တတာဖြစ်နေမှာပါ။ဒါမဲ့အဲလိုချိုးမကျတဲ့ဗန်းကြီးတဲ့ဝင်တုပ်ကမျက်လုံးတွေကြားကညှိနှိုင်းမှုကိုအနှောက်အယှက်ဖြစ်စေပါတယ်။နောက်ဆုံးမှာတော့မျက်စိဆွေတာမျိုးတွေဖြစ်လာနိုင်စေပါတယ်။အဲဒါကြောင့်ပုံမှန်အဲ့ရပေါ်မှာလှည့်ပြီးတော့ဖုံးသုံးတဲ့အခါတင့်တော်တဲ့ခေါင်းအုံးကိုသုံးပြီးတော့ခေါင်းပိုင်းနဲ့လေပင်ကိုတေချာထောက်ထားလို့ရပါတယ်။ကြောရိုးရဲ့တဘာဝအကွေးအကောက်ကိုတေချာထိန်းထားနိုင်မှုတစ်ချိန်နဲ့ခေါင်းကိုတခြားတစ်ဖက်ကိုစောင်းတာမျိုးအတက်နိုင်ဆုံးရှောင်ကျဉ်လိုက်ပါ။ဖုန်းစကရင်ကိုတင်ခေါင်းပိုင်းနဲ့မျက်နှာမူထားရမှာပါ။ဒီလိုမှမျက်လုံးရဲ့တဘာဝအမြင်ချိန်ညှိမှုနဲ့ဖုန်းစကရင်တွေကတရမ်းနဲ့ဖြစ်နေမှာဖြစ်ပါတယ်။အဲလိုမှဖုန်းစကရင်ကိုမျက်လုံးနဲ့တိုက်ရိုက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ဖုန်းစကရင်ကိုဆွေပြီးတော့ကြည့်ရတာမျိုးလည်းမဟုတ်တော့ပါဘူး။ဒါပေမဲ့အကောင်းဆုံးကတော့လဲပြီးတော့ဖုန်းသုံးတာကိုအတက်နိုင်ဆုံးမလုပ်ပါနဲ့။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီအတိုင်းဆိုရင်လဲပြီးတော့ဖုန်းသုံးတာကတိမျက်နှာကိုအလွယ်တကူဂျိုင်းခွက်ဖြစ်အောင်လုပ်နေတယ်လို့ပါပဲ။